အရင် tutorial မှာကဒီနှစ်ခု resume ပြသွားရပါတော့အဲ့တော့ဒီခု tutorial မှာ set level profile တစ်ချက်ပြကြည့်မယ်နော် set level profile သွားဖို့ဟာကိုဒါဒီတစ်ချက်ကျွန်တော်အရင်ဆုံး cutter ရထည့်ပေါ့တော့ set level profile ဟိုကျွန်တော်ဘောလုံးနဲ့ပဲဒီမှာစားစီချင်တယ်နော်9မိနစ်စားလိုက်ရတယ်ပြန်လာမရှိဘူးလို့ပဲကျွန်တော်ဒီဒါတော့ကျွန်တော်တို့ကအခုစားတဲ့ပုံစံဒီ dine တော့ fortune dine လို့ဒါမှမဟုတ်ရင်ဘိုးပုံစံလို့ဖြစ်တယ်ပေါ့နော်ဒီအောက်မှာအားကြီးပါတယ်လေအဲ့ကောင်လေးကျတော့ကျွန်တော်ဘောလုံးနဲ့ပုံစံစားစီချင်တယ်ပေါ့ fortune dine လို့ပါလို့ပေါ့နော်ဒီအောက်ကအားပါတဲ့ဟာမျိုးတွေပေါ့ဘောလုံးနဲ့ပုံစားချင်တယ်ပေါ့ဟိုပုံမှန်အောက်ကအားမပါဘူးတို့ထဲဒီမိနစ်ပြင်လို့ sorry ဒီ face ချင်တယ်ဒီမိနစ်ပြင်လို့အောက်ကတင်လို့ဆိုရင်တော့5မိနစ်စားလိုက်ရတယ်ပြန်လာမရှိဘူးနော်ဒါကျွန်တော်အကြံပေးတာပါအဲ့တော့ကျွန်တော်တို့ဒီဘောလုံးတွေစားပြမယ်နော်အဲ့တော့မယ်ဆိုတော့ကကျွန်တော်ဒီတစ်ခုပေါ့အတွေးတစ်ခုပေးစေချင်တာပေါ့ဒါကကျွန်တော်ကျွန်တော်ခုသွားတဲ့ process ကကျွန်တော်ပို့ချင်တိုင်းလို့လို့ရှင်နောက်ပြီးလို့ရှိရင်ကျွန်တော်ဟိုပါပေါ့ဒီ press rate ချက်ချင်းပို့လဲကောင်နဲ့သွားတယ်ခက်ဆစ်ဆင်တိုးတယ်ပေါ့နော်ဘာလို့အဲ့ process နဲ့တူတူပါပဲအဲ့လိုမျိုးပေါ့ complex rate ကိုသွားတဲ့အချိန်မှာတုံးတာပေါ့နော်ဒီကောင်လေးကပေါ့အဲ့တော့ကျွန်တော်ရေးတော့အဲ့ဒါပေါ့ကျွန်တော်ဒီ process တွေကအဲ့လိုပစ္စည်းမျိုးဆိုလို့ရှိရင်ဒီ process တွေနဲ့တုံးဖို့တက်တော့တယ်ပေါ့နော်အဲ့တော့ဒီကောင် right click insert တူထည့်မယ်ဘောလုံးထည့်မယ်ဘောလုံးမှာကျွန်တော်မြင်တည်တယ်ပေါ့နော်30ကို data နဲ့ရှိရနော်လို့ထားရတော့နော်10ဘောလုံးကို30ပေါ့ဒီအသွားကတော့30လောက်ပဲရှိမယ်ဒီကလည်း30လောက်ပဲရှိမယ်ဒီကောင်ကလေးသွားနေမယ်နော်ပြီး1 sorry ဒီကောင်ကလည်း4ပြတာမှာနော်4တော့ပြီးရှက်ရှန့်ကတော့အပေါ်ရှန့်ကအတိုင်းပဲ16ရှိတယ်ကျွန်တော်မြင်ဘူးတော့ပြပြနော်ဟိုမိတ်ဆွေတို့မှရှိလို့ရှင်လေသုံးလို့ရပါတယ်ရှန့်လန့်ကကျွန်တော်အကောင်ကတော့တော်ရှိတယ်ရှန့်လန့်ကတင်လာတော့တယ်နောက်ပြီးဒီကောင်ဟိုကစက်မလို့14ပြဒီကောင်ကရှန့်တစ်ပါလန့်ကဟိုရှိတယ်ဒီပါလန့်20နှစ်လောက်ရှိတယ်နော်ဒီကောင်ဒါယူပါနော်ကိုတာလေးထည့်ပြီးပါ50နာက25ပေါ့ကျွန်တော်ထည့်နေကြပါမယ်ဟာပြီးခေါ်လို့ရှိလို့ရှိမှာနော်ဒီပါပါနော်အဲ့တော့ဒီရှန့်ပါသွားပြီဆိုလို့ရှိရင်တော့သူကလန့်နှစ်ခုပေါင်းသွားလိုက်တာဒီ100ရဲ့ဒီ30ရဲ့ဆိုတော့ဒီကောင်က sorry ဒီနှစ်ခုပေါင်းပြီးလန့်အရှိဖြစ်သွားပါတော့အဲ့တော့ကျွန်တော်ဒီမှာဟိုရာထဲမှာကျွန်တော်ဒီ offset ဆိုထည့်လို့ရတယ်ပေါ့နော်အထဲကိုကျွန်တော်130ဆိုအထဲကို25လောက်ထည့်ထားလိုက်ပေါ့25ဆိုရင်ထည့်ရပါကျွန်တော်အထဲရောက်လေအထဲရောက်တော့ဒီမှာ25လောက်ရောက်တော့ထည့်ရနော်အဲ့တော့ဒီပါ10ပေါင်းလို့ရပြီနော်အဲ့ဒီဆိုတော့ကကျွန်တော်က click insert operation ဒီလေးခဏဆွဲမယ်ဇက်လေးပဲ profile ရှိရနော်ကျွန်တော်ကဇက်လေး profile ကို semi finish ပဲစားမယ်ဟုတ်တယ်နော် semi finish ဒီကောင် finish စားလိုက်ရတယ် semi finish လည်းစားလိုက်ရတယ်ကျွန်တော် semi finish ကိုစားပြပါမယ်နော်အဲ့တော့နောက်ပြီးဒီကထည့်မယ်ဘောလုံး sorry ဒီကောင်ဘောလုံးနော်မတက်ပြောင်းသွားတယ်ဒါစနေပြတိုင်းဒါဆိုရှင်30ဘောလုံးပေါ့နော်အဲ့တော့နောက်ပြီးဒီကောင်ဒီ wall base ပဲ semi finish နော် semi finish နော်ရဖို့ okay အဲ့တော့ကျွန်တော်ကဒီကောင်တော့ကဲ့ရပေးမယ်ပဲနော်နောက်ဒီကောင်ကိုကျွန်တော်ကဒီလိုဆွဲလိုက်ဆွဲမဆွဲကျွန်တော်ဒီကောင်ပဲဆွဲစားဟုတ်လားကျွန်တော်ဒီ post တွေကိုကျွန်တော်စားပါဘောနော်ဒီ profile ပဲကျွန်တော်စားပါပေါ့ဒီအောက်ကမြင်လိုက်ပြီးတော့ကျွန်တော်မစားဘူးနော်အဲ့တော့ကျွန်တော် okay ပေးမယ်ဒါဆိုကျွန်တော်ကစားမဲ့ဟာလေးတီးတန်းဖြစ်တယ်လို့ကျွန်တော်ပြေးအောင်ဒီလေးမဲ့ကျွန်တော်ဒီလိုစားမယ်ဆိုရင်တော့မပြေးကျွန်တော်ဒီတိုင်းထားလိုက်တော့အဲ့ဒါတော့စားပါလိမ့်မယ်နော်အဲ့တော့ရမယ်ပြီးလို့ရှိရင် default ကကိုကျွန်တော်ကအနည်းဆုံးပြဒီဘောလုံးတစ်ခုဆွဲမယ်ဆိုလို့ရှိရင်သူ့ရဲ့ diameter ရဲ့နော် 5% ဒီမှာ2 diameter ရဲ့နော်2 diameter ရဲ့ 5% စားလို့ရတယ်နော်အများဆုံး30ရာခိုင်နှုန်းကျွန်တော်ဒီကောင် 5% ပဲသုံးတယ်နော်ပြီးတော့ပြီးလို့ရှိရင်တော့ပြီးရင် cutting parameter သွားမယ် extra h လောက်မယ်တော့ h လေးမှာအစုံလေးဆိုတော့ဒီ PC ပေါ့နော်ထားပါအောင်
ဒီကောင်မျိုးနေရာလေးဆိုပိုသိတာပေါ့ဒီလိုအစွန်မျိုးလေးဆိုလို့ရှိရင်သူကဒီဘက်ကိုနည်းနည်းလေးထပ်ပြီးတော့သူစားသွားတာကိုရတယ်မှာဟိုဒီမှာဆွဲပြီးကြံနေခဲ့တာတော့ဘာလို့မရှိဘူးเนาะကျွန်တော်ဒီကောင်ဟို 0.5 လောက်ထားရပါပြီအများကြီးလို့ပါနည်းနည်းလေးဆိုရပါเนาะပြီးရင် connection ကိုကျွန်တော်ကဟဲတခုပြောချင်တာရှိတယ်မှာကြည့်ဒီကောင်မှာဟို option က3ခုလောက်ရှိရလေဒီမှာ state containment ဆိုတာရှိတယ်တော်တော် state only ဆိုလို့ရှိရင်ဒီကောင် angle 65ပေါ့เนาะအဲ့တော့ဒီကောင်ကပြကျွန်တော်ဘယ်လိုလဲဆိုမြင်စာပြောမယ်ဆိုလို့ရှိရင်တော့65လေးထောင်းလိုက်နော်65လေးထောင်းလိုက်အဲ့65လေးထက်ပို့ပြီးတော့များတဲ့ဟာတွေပဲ80လို့80အဲ့ဒါတွေပဲအဲ့ angle တွေပဲဒီကောင်စားဒီ flat ဖြစ်နေတဲ့ဟာကိုဥပမာဒီမြင်လိုက်ပြီလို့ဆိုရင် flat ဖြစ်တယ်လေဒီမြင်လိုက်ပြီဆိုတော့မစားဘူးကြော်တော့အဲ့တော့ကျွန်တော်စမ်းပြမယ်နော်ပြီးရင် speed 80ပြီးရင်ဒီကောင်မကြည့်လို့ okay ချက်လိုက်အဲ့ဒီကျွန်တော်ခုနပြောလို့ဒီ face တွေစားတော့65ဒီဂရီနဲ့များတဲ့ဟာတွေပဲစားအဲ့တော့ကျွန်တော်ကဒီကောင်ကိုနန်းလောက်လိုက်မယ်နော်နန်းဆိုတာဒါမှမဟုတ်တော့ stick ကိုဖြောက်လိုက်တာပေါ့ဒီတော့ stick က shape stick က share လို့တစ်ခုရှိ stick ဆိုတာကမတ်တော့မဆောက်တဲ့နေရာပဲခေါ်တာအဲမဆောက်တော့ဘယ်လိုခွဲလဲဆိုတော့ဒီလိုခွဲလိုက်ပါနော်65ဒီဂရီကျော်ရဆိုမဆောက်တယ်ပေါ့အဲ share လို့ဆိုတာဒီလိုပြန်နေတယ်ခေါ်တာနော် stick share လို့တစ်ခုရှိအဲဒါပြီးတော့ကျန်နေလို့အဲ့တော့ဒီမှာရှိတဲ့ချက်နော်ဒါဆိုရင်ခုနကစားနေတဲ့စားပါပေါ့ဒါပေမဲ့ဂျားတဲ့မှာတွေ့လိုက်ဒီဂျားလေးမှာကျန်နေသေးတယ်ဒီဂျားလေးပါအဲ့ဒါကဒီ flat ဖြစ်တဲ့ area တွေနော် flat ဖြစ်တဲ့ area တွေစားဖို့အဲ့ဒါလေးကိုစားဖို့လို့ခဏနေလိုက်မယ်ခဏပြပြနေမယ်ဒီမှာဒီ connection နဲ့မှာဖြတ်ပြီးတွင်းလေးပဲဆိုတာရှိအဲ့ချက်ပြလိုက်ဟောဒီပုံမှန်တွေ့ရအဲ့လိုပဲအဲ့ဒါမှstep over တော့ဓာတ်ပေါက်ကတိုင်းသွားမှာလားဒါမှမဟုတ်ကျွန်တော်ဥပမာကိုဟိုထပ်ပေးလိုက်ရကိုထားကိုပေးတဲ့ step over ထပ်ပေးလိုက်ရတယ်ပေါ့နော်ဒါကျွန်တော်တို့ဒီဓာတ်ပေါက်ကဆိုကျွန်တော်ဒီအပြင်ကဓာတ်ပေါက်ကိုပဲကျွန်တော်တောင်းလို့ပြောဒါဓာတ်ပေါက်ကနော်ဒီဘက်ကဓာတ်ပေါက်ကိုတောင်းအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်ကျန်လို့လုပ်ကြည့်မယ်ဒီမှာကြည့်ဆိုရင်ကျွန်တော်ခုနပြောသလိုပဲဟာလားဒါဆိုရင်ကျွန်တော်ဒီချားတဲ့ level area စားသွားပြီနော်အဲ့တော့လုံးလဲဆိုတော့ကျွန်တော်ဒီမှာcutting parameter မှာတော့ဖြာပါတော့ cutting parameter မှာဒီ structure ဒီမှာ line ကတ်သွားမယ်ဒါပြီးသွားရတော့နော်နောက်ပြီးလို့ရှိရင် connection မှာတော့ဒီ cavity လေးပဲသွားရပါအဲ့တော့မှကျွန်တော်ဒီမှာတစ်ချက်ကြည့်ကြည့်ဒီမှာဟိုသူကဒီလေတွေအတိုင်းနေပေါ့နော်အပြားတွေပေါ့ကျွန်တော် increase rate ထက်တွေရှုံနေပြကျွန်တော်မကြိုက်ဘူးပေါ့နော်ကျွန်တော်ဒီကောင်နည်းနည်းလေးအဆင်ပြေတော့ကျွန်တော်လုပ်မယ်ဆိုတော့ဒီ structure မှာကျွန်တော် climate ထားမယ်နော် connection မှာကျွန်တော်ဒီမှာကြည့် picture လေးခုရှိရပေါ့ direct home pass ဆိုတာသူက PC ပေါ်တန်းဆင်းသွား PC ပေါ်ဆင်းသွားဒါမျိုးပေါ့နော် PC ပေါ်ဆင်းသွားတော့နောက်ပြီးလို့ရှိရင် run အောင်ပါတယ်တူတူပဲဒါပေမဲ့ဒီကောင် angle လေးတစ်ခုပါသွားပါ30ဒီပေါ့နော်ဒီကောင်လည်းတူတူပဲဒီကောင်က PC ကို white ပြီးဆင်းသွားပါနော်ကျွန်တော်ဒီ30လေးတစ်ခုအရင်ဆန်းလိုက်ပါလားအဲ့တော့ဒီမှာကျွန်တော်ခုမှပြောလို့လေရအချိန်အသေးမရှိတော့ဘူးเนาะသူ PC ကိုပဲတစ်ခါတန်းပြီးတော့ဆင်းသွားတော့เนาะဟုတ်လားအဲ့ဆိုလို့ရှိရင်ဒီခုနကပဲ carrying parameter မှာဒီတရားအောင်ပါတယ်နောက်ပိုင်းနှစ်ခုကိုပါစမ်းသပ်ပြီးကြည့်ပြီးတာเนาะโอเคပါဒါကျွန်တော် simulation လုပ်ကြည့်အောင်အဲ့ဒါနဲ့เนาะလိုက်ပါเนาะတော့ဒီမှာပေါ့နော်စာရိုက်တာခုနနဲ့ဆိုင်တော့အများကြီးပို့ချော်သွားတော့တခုပြချင်တာပေါ့ဟိုမှာဒီမှာကြည့် IP တို့ကို analyze ဆိုတာရှိတယ်ပေါ့နော်အဲ့တိုင်းဒီမှာကြောင်းနေတော့ပုံလိုက်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ select point ဆိုတော့ချက်တော့ select ပြီးပေါ့နော်အဲ့အကောင်လွတ်နေတယ်လို့ပေါ့ဒီကောင်လေးကို select ဒီကောင်လေး select ပြီးပေါ့နော်နောက်လို့ကျွန်တော်ကိုလိုချင်တဲ့နေရာကိုသိချင်တဲ့နေရာကိုထောက်လိုက်ဘာဆိုထောက်လိုက်အဲ့မှာသူက 0.5 ကျန်နေတယ်အသားချင်းကျန်တော့ပြောရနော်နောက်ပြီးဒီတော့ထောက်ကြည့်လိုက်ထောက်ကြ0.261ကျန်နေဒါအသားချင်းကျန်နေရပါတော့ကျွန်တော်ပြောနေတာဒီကောင်ဆိုလို့ရှိရင် 0.21ကျန်နေနောက်ဆိုရင်တော့0.0ပဲပတ်တိပဲဟာလား
တော့ဆိုလို့ရှိရင်0မိုင်2မိုင်ရှိတယ်ဟုတ်လားကျွန်တော်ပြောတာဟုတ်အဲ့တော့ကျွန်တော်ကဒီကောင်ဆိုလို့ရှိရင်အချောစားဖို့ channel လေး 0.25 အဲ့တော့ဘာပြောချင်လဲဆိုတော့ဒီကောင် analyze ဆိုတဲ့ဟာကကျွန်တော်တို့ဒီကျွန်တော်စားထားတဲ့စားပြီးသားအခုစင်ဒီစားထားပြီးသားမှာဘယ်တော့အသားရကျန်နေတယ်ဆိုတာကိုသိရပါတယ်ဟုတ်လားဒီပြန်နေလိုက်မယ်ဒါဆိုခုနကကျွန်တော်စားထားတဲ့နေရာပြန်ရောက်သွားမယ်နော်ဒါပါပဲโอเคတော့ set level profile ကိုနားလည်တော့ပေါ့မယ်ထင်ပါတယ်